သက်ရှင်နေထိုင်ကြသူအားလုံးတို့သည်လက်တွေဝင်စိတ်ကြောင့်တောင်းစုပြုပြီးလက်တွေဝင်စိတ်ကြောင့်တောင်းစုပြုပြီးအသက်ရှင်နေထိုင်ကြသူအားလုံးတို့သည်အစည်းတွေတို့အရှောင်းဝဲတွေတို့အရှောင်းဝဲတွေတို့အစည်းတွေတို့မျိုးမျိုးသောကပီးအနေရင်ဆွေတွေသည်အဝေးသို့ရောက်ပြီးစင်ပြောက်စီတော့ကဘူငြိမ်းပါစေအသက်ရှိရှိထိုင်ရသည်လောကကောင်းယူရွတ်တဲ့ဘူးလို့တန်ဖို့ရှိတဲ့နေ့